ကချင်ပြည်နယ်ဖားကန့်မြို့မှာဒီကနေ့ဇူလိုင်လ20ရက်နေ့ရေကြီးရေရှမ်းမှုထပ်မံဖြစ်ပေါ်လက်ရှိပြီးဒေသခံများအရေးပေါ်ကူညီလိုအပ်နေတယ်လို့ဖောင်ဒေးရှင်းတွေကပြောပါတယ်။ဖားကန့်မြို့နယ်နဲ့လုံခင်းမြို့နယ်မြေနိခမ်းရပ်ကွက်များမှာမိုးဆက်မပြရွာသွန်းနေမှုကြောင့်ရေကြီးရေရှမ်းခြင်းများမကြာခဏဖြစ်ပေါ်လက်ရှိပြီးယခုလအတွင်း9ကြိမ်မြောက်ရေကြီးရေရှမ်းခြင်းနဲ့ကြုံနေရပြီလို့ဒေသခံများကပြောပါတယ်။ဒေသခံတယောက်ကဖားကန့်မှာဒီလိုခဏခဏရေကြီးတာယခုနှစ်ပထမဆုံးကြုံဘူးတာချင်းပဲနှွန်စေးရတာအမောမပြေသေးဘူးရေထက်တက်လာပြန်ပြီးလွန်ခဲ့တဲ့နှစ်တွေကရေကြီးတယ်ဆိုရင်အများဆုံး3ကြိမ်ထက်မပိုဘူးအခု9ကြိမ်လောက်ရှိနေပြီဆိုတော့အဆင်မပြေတော့ဘူးရေဘေးတက်အလူစင်တွေအနေနဲ့ထမင်းဘူးတောက်ရည်အတွက်အလူစင်တွေလည်းလိုအပ်နေတယ်လို့ဖောင်ဒေးရှင်းတူကပြောပါတယ်လက်ရှိဘက်ကမြို့နယ်မှာရေဘေးတင်နေတဲ့ပြည်သူတွေကိုကူညီပေးရေးအဖွဲ့တွေကနင်းနေတဲ့အတွက်အကူအညီမရောက်သေးတဲ့နေရာတွေမှာအရေးပေါ်ကူညီများလိုအပ်နေတယ်လို့၎င်းကထပ်ပြောပါတယ်အရင်တစ်ခေါက်ထပ်တဲ့ကိုပို့ပြီးတော့များပါတယ်။မိုးကလည်းခုချိန်ကြီးကိုမသိနိုင်လို့ရေလည်းမကျပါဘူး။ပို့ပြီးတော့မှဆိုးလာတာပါ။ဒီကတကယ်ကိုတက်တာဟဲ့။ဒီရဲ့ဆက်ဆက်ကိုမှများပါတယ်ရေကတော့ကိုတည်းကတော့ဘယ်လိုနေလဲမသိဘူး။မောင်ဝမ်းရောက်တော့အောက်လာတော့ပြီးခဲ့တဲ့ခေါက်ခါတဲ့ကိုရှိတော်တော်လေးများတယ်။တယ်လားအမကြည့်လိုက်ခူးလို့တော့မရအောင်။ဟဲ့ညောင်းနေတော့ညောင်းရစီစီတန်လားမတန်လားခူးလို့မရဘူး။စီစီတာတန်တယ်တော့ဆက်ပဲရေရတော့ရေစီချောင်းသွားတော့မလေးရေဆက်ပဲဟဲ့ဒီဘက်လဲပုစလေးပါလေးပေးဝါလုံးပေါင်းတပုံးလောက်လောက်ကြအောင်ပြောတယ်ဘလောက်ပဲဒုက္ခရောက်ပြောတယ်ပျော်ပဲကိုတွေကဒီထက်ရောက်เสียမရှိတော့ဒုက္ခအိမ်ထဲမှာခါလောက်ရောက်သွားကြီးကဟိုကတဲတော့လက်ရှိချိန်လေးလက်ရှိ9:25မိနစ်ရဲ့အချိန်လေးပဲဟိုကတဲတော့ရေကမကြောက်ရေစီးကထက်တန်လာတော့9:45မိနစ်ချိန်လေးမရဘူးလို့ဒီကတော့တည့်ရတယ်မိုးကလည်းမသိပါဘူးကျွန်တော်တို့လည်း2နာရီခွဲနေခုချိန်ကြီးကိုမှအခုအစိုးနဲ့မိုးကတဲတော့လက်ရှိချိန်လေးလက်ရှိ9:25မိနစ်ရဲ့အချိန်လေးပဲမိုးကတဲတော့ရေကမကြောက်ရေစီးကထက်တန်လာလက်ရှိ7နာရီခွဲခြေသေးရေကတော့တစ်ဆက်မှမကြဘူးမိုးကတော့အရန်တော့မတဲတော့ဘူးစိတ်နေတော့လေထုတ်လိုက်အောင်မတမ်းမဟုတ်မလေထုတ်လိုက်မကြသေးတာမလေထုတ်လိုက်လုံးဝမကြဘူး